လက်ဖေးဆိုင်နေမှာတုံးတဲ့အင်္ဂလိပ်စကားပြောလေးကိုလေ့လာကြည့်ခြင်းဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားကြပါပထမအဦးဆုံးလက်ဖေးတစ်ခွက်ရနိုင်မလားဆိုရင် can I have a cup of tea can I have a cup of tea နိုးလက်ဖေးရနိုင်လားပေါ့မင်းတို့မှာနိုးလက်ဖေးရှိလားလို့ပြောတယ်နော် do you have milk tea do you have milk tea မင်းမနိုးလက်ဖေးရှိလားဒီမှာလူကြိုက်များတဲ့အစားအစာပါတယ် what is popular here what is popular here အဲ့တော့တခုကကြတော့ဘာမှချင်းလဲပေါ့မင်းဘာမှချင်းလဲ what would you like what would you like တခြားဘာလို့တလဲ anything else မင်းရဲ့စုစုပေါင်းငွေသားပေါ့ငွေသားစုစုပေါင်းက your total cash is မင်းရဲ့ကြားသိငွေပေါ့မင်းရဲ့ကြားသိငွေက2000ကျပ်ပါဆိုရင် your total cash is 2000 check ကျွန်တော်မနက်တိုင်းလက်ဖေးဆိုင်သွားတယ် I go to the tea shop every morning နောက်တစ်ခေါက်ပြန်ပြောကြည့်မယ်ပထမဦးဆုံးလက်ဖေးတစ်ခွက်ရနိုင်မလား Can I have a cup of tea နိုးလက်ဖေးရနိုင်မင်းတို့မှာနိုးလက်ဖေးရနိုင်မလား Do you have milk tea ဒီမှာဘာကဒီမှာလူကြိုက်များဆုံးအရာပါလဲပေါ့ What is popular here မင်းဘာမှကျင်လဲ What would you like ပြီးရင်တခြားရှိသေးလား anything else မင်းရဲ့စုစုပေါင်းကျတဲ့ငွေက2000ကျပ်ပါ Your total cash is 2000 jazz ကျွန်တော်မနေ့တိုင်းလက်ဖေးတိုင်းသွားတယ် I go to the tea shop every morning ဒီနေ့တော့ဒီလောက်ပါပဲ